ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါနော်နော်ပွဲဒီမှာသုံးသက်ဖြစ်တာကြာဝိုင်းပဲနော်ဒီနေ့မှာတော့ပွဲဒီပြန်လဲသုံးသက်ပြီးပါမယ်ဒါပထမဆုံးပွဲအနေနဲ့ဒီပရီးမီးယားလိပွဲစီနေပါနော်ဒီပဲလီနဲ့ဘန်လီပွဲကိုသုံးသက်ပေးခြင်းနဲ့ဒီပွဲပေါ့ကြည့်မှာဆိုလို့ရှိရင်အရှင်ပဲလီကတစ်လုံးသေးပေါ့နော်ဂိုးပေါင်းကြီးမှာကနှလုံး90စားပေါ့နော်ဒီသုံးလုံးသွင်းတော့အပြည့်နိုင်မဲ့ဝင်ဦးပေးထားတယ်ပေါ့ကဲလောလောဆယ်ပဲလီအနေနဲ့ကဒီ Brighton ရဲ့အိမ်ကွင်းမှာနိုင်ဝဲပျောက်ဆုံးမှုကိုအဆုံးသတ်ခဲ့ပြီးတော့ဝေးကူကနေစီးပွားဆိုနိုင်ထားတဲ့အတွက်ဒီနေ့သူ့ရဲ့အိမ်ကွင်းမှာကောဒီဆက်လက်အနိုင်မလားပေါ့နော်ဒီပေးထားတဲ့ကြီးကလည်းတစ်လုံးသေးဆိုတော့ပဲလီကဒီအနည်းဆုံးတစ်လုံးတော့သွင်းမယ်ဆိုတော့ကြီးကိုပေးထားတယ်တစ်ဖက်ကဘန်လီကြီးတော့တန်းစည်းစုံတော့ပဲလေဒီဘန်လီအနေနဲ့ရှီစွမ်းကလည်းအားရစရာမရှိသလိုဒီသူ့ရဲ့ကားတန်းဖောင်တွေကလည်းအားရစရာရှိမနေဘူးနော်တစ်ဖက်ကပဲလီကြီးပြန်တော့လေသူရိုးဥရောပဝင်ခွင့်အတွက်ကလည်းသူဒီရမကနီးစပ်လားဆိုတော့လည်းမဟုတ်ပြန်ဘူးပဲလီကလည်းဟိုမြောက်ဒီမြောက်အနေထားမှာရှိနေတယ်လို့တန်းစင်းစုံတွေလည်းသူက10 မှတ်လောက်ကကွာဟနေတာဖြစ်တဲ့အတွက်ကြောင့်ပဲလီအနေနဲ့ကလည်းဂျားထဲမှာရောက်နေပေါ့နော်ဒါကြောင့်မလို့ဘန်လီနီတွေကလည်းဘလို့ဖြစ်ဖြစ်ဒီတန်းစင်းပို့အသေးချာနေပြီပေါ့နော်သူ့အနေနဲ့တာကြီးဝေးကွင်းလဲဖြစ်တာနဲ့အညီပဲလီအိမ်ကွင်းဆိုတာကတော့ခက်ခဲတဲ့ကွင်းထဲမှာတော့ပါတယ်ဗျာနော်ကျွန်တော်ကတော့ပွဲကြီးတစ်ပွဲဖြစ်သွားမယ်လို့သုံးသပ်နေတယ်ကျွန်တော်ပဲလီ body ကိုရွေးတာထက်ကျွန်တော်ကတော့ကိုအောက်ကိုပဲရွေးချင်တယ်ဗျာနော်ဒီသုံးလုံးတွေအပြည့်နိုင်မယ်ဆိုရင်ကြည့်မှာကျွန်တော်ကိုအောက်ကိုရွေးချင်တယ်မင်းညပွဲတွေမှာဆိုလို့ရှိရင်လည်းဒီကိုပေါ်ပရီးမီးယားလိပွဲတော်တော်များကိုပေါ်ခဲ့တာတွေကျွန်တော်တွေ့ရနော်ဒီနေ့မှာတော့နည်းနည်းသတိထားပြီးဆော့နေချင်တယ်ကျွန်တော်ဒီနေ့ကိုအောက်နဲ့စပြီးတော့ဖွင့်လိုက်မယ်နော်နောက်တစ်ပွဲတစ်ပွဲအနေနဲ့ကကျွန်တော်ဒီ Aston Villa နဲ့ Brighton ပွဲကိုသုံးသပ်ပေးချင်ဒီပွဲအပေါ်ကြီးမှာဆိုလို့ရှိရင် Ancient Aston Villa က level 80ကျော်ဂိုးပေါင်းကြီးမှာကသူက3လုံးမနက်က80စားနဲ့အခု3လုံး60စားဖြစ်လာပြီပေါ့နော်ဂိုးပေါင်းကြီးကဒီတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ Aston Villa အသင်းနဲ့လက်ရှိကားနဲ့နေမှာသူနောက်ဆုံးပရီးမီးယားလိနှစ်ပွဲဆက်တော့ရှုံးထားတယ်ဗျာနော်နယူကာဆယ်ကို G2 နဲ့နိုင်ထားပြီးတော့နှစ်ပွဲဆက်ရှုံးထားတယ်ဘရာဖို့ရှုံးထားသလိုနှစ်ပွဲဆက်နိုင်ဝက်ပြောက်ထားပါတော့ဒီဘူမောက်ကိုတော့1-1ပေးကြခဲ့ပြီးခဲ့တဲ့ပွဲမှာတစ်ဖက်က Brighton ကြည့်မှဆိုလို့ရှိရင်တော့တော်တော်ဆိုးပါအရှိန်နဲ့နော် Brighton နိုင်ဝက်ပြောက်နေတော်တော်ကြာပြီBrighton အနေနဲ့ကလည်းဒီ Fulham ကို2-1ဆော့ပြီးတဲ့နောက်မှာသူကကျန်တဲ့နှစ်ပွဲမှာတော့1-1 0-1လေးနေတာဒါမျိုးလေးနဲ့သူကဂိုးကြီးအောက်ထားတော့ကျွန်တော်တွေ့ရတယ်လို့ Aston Villa ကိုကြည့်ပြန်တော့လဲသူကဂိုးအောင်နေတာပေါ့နော်ပရီးမီးယားလိ6ပွဲမှာဆိုလို့ရှိရင် Brighton အနေနဲ့ဒီ Fulham ကို2-1နဲ့ဂိုးပေါ်တာလွဲလို့ရှိရင်သူက9ပွဲလောက်ဂိုးကြီးအောက်ထားတယ်ဗျာနော်ပရီးမီးယားလိဒီတစ်ဖက်က Aston Villa မှာကျတော့9ပွဲစလုံးဂိုးအောက်ထားတော့ကျွန်တော်တို့ကြည့်ချင်းအားဖြင့်ဒီဂိုးအောက်ထားတော်တော်များပြီလို့ပြောလို့ရမယ်ပရီးမီးယားလိမှာဒီနေ့တင်ရဒါကြောင့်မလို့ဒီနေ့ဒီ Aston Villa ကလည်းအိမ်ကွင်းမှာသူကဒီအနိုင်ခံဖို့လိုအပ်နေကြ Aston Villa ဒီယူပါလိပွဲစဉ်နဲ့သူပွဲချက်နေကာလအတော်အတွင်းမှာသူEverton နဲ့ကန်တဲ့အချိန်မှာအိမ်ကွင်းမှာ 0-1 နဲ့ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့သူယူပါလိပွဲချက်မလို့ကျွန်တော်တို့ကလက်ခံပေးလို့ရတယ်ပေါ့နော်အခုချိန်မှာကတော့မဖြစ်မနေ Aston Villa အနေနဲ့နိုင်ပွဲ6ပေးဖို့လိုအပ်ပြီလို့ကျွန်တော်ကသုံးသပ်ရှင်တယ်ရလက်တွေဆိုးဝါးနေတဲ့ဒီ Brighton လိုအသင်းကိုအိမ်မွေးကြီးကနေပြီးတော့ level 80ရှုံးဆိုတာကတော့ဒါနည်းနည်းလေးကြီးအောင်ဖို့တော့လိုအပ်သေးတာမှန်ပေမဲ့လို့ဒီဒိုင်ယာကစားသမားတွေများနေကြ Aston Villa အသင်းအနေနဲ့ဒီကြီးကမှန်ကန်တယ်လို့ထပ်မံသုံးသပ်လို့ရတယ်ဗျနော်ဒါကြောင့်မလို့ကျွန်တော်ကဒီရလက်တွေဆိုးဝါးနေတဲ့ Brighton အနေနဲ့ကလည်းအဝေးကွင်းမှာ Aston Villa အိမ်ဝင်လာပြီးတော့ဒီအနိုင်ယူနိုင်ဖို့ဟာခက်ခဲလေဦးမလို့ကျွန်တော်သုံးသပ်ရှင်တယ်နောက်ပြီးတော့နှစ်သင်းစလုံးကလည်းဒီရလက်ဆိုးဝါးမှုကိုရပ်တန့်ဖို့ရာအတွက်ဖွင့်ကန်လေးတွေကျွန်တော်မြင်ရဖို့ရှိရနော်ကြေးအနေထားကလည်းမနက်က63ဂိုးပေါင်းကြီး380စားနဲ့အခု360စားလောက်ဖြစ်လာပြီဆိုတော့ဒီဂိုးပေါ်ဖို့အနေထားကတော့တော်တော်ရာခိုင်နှုန်းများတယ်ဘော်ဒီမှာဆိုလို့ရှိရင်တော့မဖြစ်နေနိုင်ဘူးဒီညမှာရယူမဲ့ Aston Villa ဘော်ဒီပဲကျွန်တော်ကတော့ရေးချယ်ပေးနေတယ်ဗောနော်ဘလို့ဖြစ်သူ့ရဲ့ဒီရှေ့စွမ်းအရာကောရှေ့စွမ်းအရာရလိုက်တဲ့ရအောင်ဆိုးဝါးနေတဲ့ Unai Emery အနေနဲ့ဒီနေ့ပွဲမှာတော့ဒီအဲ့ဒီဆိုးဝါးမှုကိုအဆုံးသတ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ဒါကြောင့်မလို့Aston Villa နဲ့ဂိုးပေါ်ကြိုက်နော်စုံပေါ်ကြိုက်တယ်နော်ကဲနောက်ထပ်ပွဲတစ်ပွဲအနေနဲ့ကတော့ဒီ Nottingham Forest နဲ့ Wolverhampton ပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ Ancient Nottingham Forest ကဒီတလုံး Nottingham Forest ကဒီတလုံး90စားပေးထားတယ်ဂိုးပေါင်းကြီးမှာက3လုံး90စားပေါ့နော်တလုံး90စားဂိုးပေါင်းကြီး3လုံး90စားဆိုတော့ Forest အနေနဲ့ကမင်းညဒီ Watson က Man U ကို1-1နဲ့အိမ်ကွင်းမှာတေးကန်သွားတယ်ဒါကြောင့်မလို့ Forest နဲ့က2မှတ်ပဲကွာတာတန်းစင်းလို့နော်ဒီဝဲပြီးလို့ရှိရင် Nottingham Forest အနေနဲ့ကသူကဒီလီဗာပူးအန်ဖီကွင်းမှာဝေးသွားကန်ရမယ်မလွယ်ဘူးဗျဒီပွဲမှာ Forest အနေနဲ့အနိုင်မကန်နိုင်ဘူးဆိုလို့ရှိရင်သူ့အနေနဲ့နောက်ထပ်ဒီတန်းစင်းတုံရုံဖို့အတွက်ကတော်တော်လေးကိုဒီစိတ်သက်ပိုင်းနဲ့ထိခိုက်သွားနိုင်နေဗျနော်စိတ်သက်ပိုင်းနဲ့ထိခိုက်သွားနိုင်တယ်ဒီနောက်ပွဲလေလီဗာပူးအန်ဖီဆိုတော့မလွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲကိုတော့ Wolverhampton လို
တော်ညံပြင်းတဲ့အတင်းကိုအိမ်ကွင်းမှာအနိုင်ရအောင်နိုင်လိမ့်မယ်ကျွန်တော်ကတော့ထင်တယ်ဗျသူပထမအကြော့မှာလဲဥပါနံကွင်းမှာလဲစီကွန်းနဲ့နိုင်ထားတာပေါ့လေဒီနေ့မှာဒီ390စားတွေအများနေကြကျွန်တော်ဒီအခုပွဲလဲ390စားဆိုမယ်လို့ကျွန်တော်ကတော့ဒီ Norton Forest တလုံးတသိန်းနဲ့ပဲသွင်းမယ်ဆိုတဲ့ကျင်းမျိုးလဲဖြစ်နေတယ်တစ်ဖက်ကဒီဥပါတန်ကလည်းဘာမှမျှော်လင့်ချက်မရှိတဲ့အတွက်ကြောင့်မလို့ဖွင့်တဲ့ဖွင့်ငံမျိုးလဲဒါဖြစ်ကောင်းဖြစ်နိုင်တယ်ဘလို့စိတ်ချဆုံးကတော့ Norton Forest body ရဲ့စိတ်ချဆုံးလို့ကျွန်တော်တော့မှတ်ယူခြင်းတယ်ပေါ့နော်ဒါကြောင့်မလို့ Norton Forest body ကြိုက်ပါတယ်ဗျကဲနောက်ထပ်တစ်ပွဲကတော့ဒီဆန်နာလက်နဲ့လီဗာပူးပေါ့နော်ဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်ဒီလီဗာပူးကတစ်လုံး60စာဂိုးပေါင်းကြီးက3လုံး60စာဖြစ်သွားပြီနော်မနက်က3လုံး80စာ3လုံး60စာဖြစ်သွားပြီကဲရလက်တွေမတည်မငြိမ်ဖြစ်နေတဲ့လီဗာပူးအသင်းအနေနဲ့ဆန်နာလန်လိုအိမ်ဝင်ရှုံးဝဲမရှိသေးတဲ့ပွဲမှာတွားအောင်ရှင်ပြန်ရမှာပေါ့နော်ပထမကျော်အန်ဖီပွဲမှာလည်း1-1ဆိုပြီးဒီကန်ထားတဲ့လီဗာပူးအသင်းအနေနဲ့ဒီနေ့အဝေးပွဲမှာရောနိုင်ပွဲရောက်နိုင်မလားတစ်ဖက်စဉ်းစားကြရှိရာဒီလီဗာပူးမှာကသူတို့ရဲ့အားထားရတဲ့ဒီ support line ကလည်းမစည်းနဲ့ပွဲမှာအနီးကပြခံလို့ဒီပွဲမှာမပါဝင်နိုင်ဘူးပေါ့နော် support line မပါဝင်တော့တစ်ဖက်ကပြန်ကြည့်မယ်ဆန္ဒလိုက်ပါမှာဆိုလို့ရှိရင်သူတို့ကွင်းလေဒီအတင်းကောင်းဆောင်ဂရိုနီရှာကလည်းမပါဝင်နိုင်ဘူး support line မပါဝင်နိုင်တဲ့အတွက်ဒီလီဗာပူးမှာကကွင်းလေအနေနဲ့ Mac Leicester ရှိမယ် Grammar Bus တို့ရှိမယ်ယူဒီနစ်ကစားသမားတွေရှိသေးတယ်ပေါ့ဗျာနော်ဒီညာဘက်ခံစစ်မှာဆိုလို့ရှိရင်သူတို့အနေနဲ့ကဒီကာတစ်ဂျုံကိုထည့်ဆော်လို့ရတဲ့အနေအထားမှာရှိတယ်တစ်ဖက်ကဆန္ဒလန်းကျတော့မတူဘူးပြဂရိုနီရှာကမပါတဲ့ဆန္ဒလန်းအနေနဲ့ဒီအိမ်ဝင်းမှာသူဥဆောင်မှုပိုင်းတော့နည်းနည်းလေးလိုအပ်ချက်ရှိမယ်ဒါကြောင့်မလို့အိမ်ဝင်းအားကောင်းနေဆိုပေမဲ့လည်းဒီလီဗာပူးကိုသူကိုပေးပြီးတော့အခက်မသိချုံးမဲ့အနေထားတော့ဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရှင်နေပါဗျာနော်ကားတန်ကဲဒါကြောင့်မလို့ဒီနေ့ပွဲမှာကျွန်တော်ကတော့အများနဲ့အမြင်တူချင်းမှတူလိမ့်မယ်ဗျာနော်ဒါပေမဲ့ညီကိုတို့အကြိုက်တူမှလိုက်ကြပါကျွန်တော်ဒီနေ့ပွဲမှာတော့လီဗာပူးကိုနိုင်သွားပြီးတော့ဆန္ဒလည်းပထမဆုံးအင်္ဂလိပ်ရှုံးပွဲကြုံတွေ့ရလိမ့်မယ်လို့ကျွန်တော်ခံမှန်းကြပါတော့ကျွန်တော်ရဲ့ခံမှန်းချက်ကနည်းနည်းလေးမိုင်းယူရဲ့ဆန်ကြကြမှာဒါပေမဲ့ကျွန်တော်ကတော့လီဗာပူးနိုင်သွားလိမ့်မယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ဘာလို့ဆိုလို့ရှိရင်သူကအပေါ်ကချက်စီမဲလုံးတွေက4မှတ်5မှတ်တိကွာဟာနေဒီနေ့ပွဲမှာထပ်ရှုံးပြီဆိုလို့ရှိရင်ဒီချန်ပီယံလိဝင်ခွင့်အတွက်ကလည်းသူ့နေရာနဲ့နောက်ထပ်တော်တော်လေးရုန်းကန်မဲ့အနေထားမှာဒီနေ့လိုပွဲမျိုးမှာတော့အာနစ်စလော်အနေနဲ့တခုလုံးပြလိမ့်မယ်မဟုတ်ရင်သူ့အနေနဲ့လည်း pressure တော်တော်များသွားပြီနော်ဒီကစားသမား quality အရေးအသွေးပိုင်းညာကလည်းဒီ support line မှာပါဝင်နိုင်သည့်တိုင်အောင်တော့မှလီဗာပူးအဲ့လောက်ကြီးဆန္ဒလက်နဲ့ရော့ညာအနေထားမှာရှိမနေဘူးပေါ့နော်ကျွန်တော်အဲ့လိုလည်းပြန်စဉ်းစားတယ်ဒါကြောင့်မလို့ဂိုးပေါင်းကြီးကိုတော့ကျွန်တော်ရှောင်ကျင်နေကြနော်အားကြောင့်ကျွန်တော်ဒီလီဗာပူးပေါ်ကြီးဒီကြောင်းလေးကိုပဲကြိုက်ပါဗျာကဲနောက်ထပ်တစ်ပွဲအနေနဲ့ကတော့ကျွန်တော်ဒီဘိုလော့နာနဲ့လာပြီးပွဲကိုရေးထားတယ်ဗျာနော်ဒါကတော့အီတလီဖလားပွဲပေါ့ဗျာနော်ဒီပွဲပေါ်ကြီးမှာဆိုရင်အရှင်ဘိုလော့နာလည်းပဲ60ကျော်ဂိုးပေါင်းကြီးကနှလုံး20ရှုံးတယ်မင်းညကဒီကိုမိုနဲ့နာပိုလီမှာဆိုလို့ရှိရင်ဒဲကြီးပေးထားတယ်ဒါပေမဲ့နာပိုလီနဲ့ကိုမိုပေါ့နော်ဒါပေမဲ့အဲ့ပွဲ1-1တေးကြပါတယ်ပေါ့ဒီနေ့မှာတော့ဘိုလော့ညာနဲ့လာစီယိုနော်ဘိုလော့ညာအနေနဲ့အိမ်ဝင်ကစားအားလေးကကောင်းတယ်မဆိုးဘူးဆိုပေမဲ့သူကလည်းယုံရတဲ့အသင်းထဲမှာပါမနေဘူးနော်သူကလက်ရှိဖောင်ကာရန်ဖောင်ကြီးကြည့်လို့ဆိုတစ်ဖက်ကလာစီယိုကြတော့လေယုံရလားဆိုလေလာစီယိုလည်းမယုံရပါဘူးဒီသင်းကလည်းဒီဘိုလော့ညာနဲ့ထိတဲ့တူဆုံမှုအနေထားမှာတော့ဘိုလော့ညာအိမ်ဝင်မှာတော့လာစီယိုကအမြဲတမ်းဒူးထောက်လက်မျောလေးရှိတယ်ဗျအဲ့ဒီစင်လာလေးတော့ရှိတယ်ဒါပေမဲ့ဒါဖလားပွဲမင်းညကဒီနာပိုလီကြပြီးတော့ကိုမိုတက်သွားတယ်ဒီနေ့မှာဒီလာစီယိုကြပြီးဘိုလော့ညာတက်တစ်ဖက်ကအတလန်တာနဲ့ဆီမီဖိုင်နယ်တွေ့ရဆိုလို့ရှိရင်ဒါကြီးကအတွေးကြည့်ရပါလေဒီတန်းတွေးကြည့်မြင်ကြည့်ရပါအဲ့လိုကြတော့ဒီဘက်ကကိုမိုနဲ့အင်တာနက်တွေ့နေချင်ဟိုဘက်ကဘိုလော့ညာနဲ့အတလန်တာဆိုတာကတော့နည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်နည်းနည်းလေးတော့ကတိကောက်နိုင်ပြီးတော့ပြိုင်ဆိုင်မှုကလိုအပ်ချက်လေးရှိမှာဘာလို့ဆိုအတိအကျသိနိုင်တဲ့ဖိုင်နယ်ပွဲမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့လာဒီယိုတို့အတလန်တာတို့နှစ်သိန်းတွေ့နိုင်တယ်ဆိုလို့ကျဒါကမြင်ကြည့်လို့ရတယ်ဗျာဒါဒီတိုင်းအတွေးနဲ့တွေးကြည့်ကြပေါ့ဒါပေမဲ့လက်ရှိခြေစွမ်းအရာဒီထိတဲ့တုပ်ဆောင်မှုတွေအရာသုံးသက်ကြည့်မယ်ကားနဲ့ဖုန်းတွေသုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သိန်းလုံးကတော့ခုချိန်မှာထူးမခြားနာပဲဗျာနော်ပြီးခဲ့တဲ့ဒီဂျူပီတာအိမ်ကွင်းမှာတော့လာဒီယိုအနေနဲ့တူကန်နိုင်တာကိုတော့ကျွန်တော်တို့တွေ့ထားရတယ်ဗျာနော်ဒါကြောင့်မလို့ဒီနေ့ပွဲမှာသူကလာဒီယိုအနေနဲ့ဒီအီတလီယာဖလားမှာဆိုလို့ရှိရင်သူကဒီပထမအကြော့မှာ AC မီလန်လို့တင်း1-0နဲ့နိုင်ပြီးတော့တက်လာတယ်လို့ဘိုလိုညာကျတော့သူကပါမောက်2-1နဲ့နိုင်ပြီးတက်ထားတာဒါပေမဲ့ AC 1-0နဲ့နိုင်ပြီးတော့တက်လာတဲ့ဒီစစ်မှာတက်လာတဲ့လာဒီယိုအနေနဲ့ဒေချာပေါက်ကတော့မိနစ်90အတွင်းတော့သူအရှုံးခံမှာတော့မဟုတ်ဘူးဗျာနော် level 60ရှုံးဘိုလိုညာပေးထားတဲ့ဆိုပေမဲ့လို့ကျွန်တော်ကတော့လာဒီယိုနဲ့ပဲစဉ်းစားကြည့်ချင်တယ်ဗျာနော်ဒါကြောင့်ကျွန်တော်လာဒီယိုကြိုက်ပါတယ်ဗျာနော်က
ကဲနောက်ထပ်ပွဲကတော့ထူးဆန်းတဲ့ပွဲဟောရနော်ကျွန်တော်ဒီဘီပေါဆိုစီတက်ဘိုင်းရန်လာစစ်ကိုတော့ကျွန်တော်တိတ်ကြိုက်မတွေ့လို့ရွေးမပြီးတော့ဒါကျွန်တော်ရွေးထားတာကချန်ပီယံရှစ်ကအသင်းနော်ထူးဆန်းနေနော်ရှာတန်နဲ့စတုစီဒီပွဲဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်ဒီဒဲကြီးပေါ့ဗျာနော်ဒဲကြီးဟိုမှာကိုပေါင်းကြီးကနှလုံး20ချုံးနဲ့ဘာလို့ဒီပွဲကိုစဉ်းစားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပထမအင်္ဂါနေ့မှာပေါ့နော်ဒီတနင်္လာမနေ့ပေါ့တနင်္လာမနေ့မှာဆိုလို့ရှိရင်ပေါ့အင်္ဂါမနေ့ကြမှာပေါ့အင်္ဂါမနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီချန်ပီယံရှစ်ပွဲမှာဆိုလို့ရှိရင်ဒီ Sheffield United က30 level 30ချုံကြီးပေးတယ်သူဟိုဟာမီတာဘရော့အဲ့မှာ1-2နဲ့ဂိုးလဲပေါ်သွားတယ်မီတာဘရော့ကနိုင်သွားတယ်ပေါ့နော်အဝေးကွင်းကနေခါဒီဘက်ဒီမနက်မှာပေးတယ်ကြီးဒီမနက်မှာကန်သွားတဲ့အတင်းကြီးကြည့်မယ်ဆိုလို့ရှိရင်ဒီ Nottingham Forest ဖြစ်တော့ Southampton ရဲ့ကျွန်တော်ဒီ Leicester Southampton မှာဆိုလို့ရှိရင်3-4နဲ့ပထမဒီ Leicester 3C နဲ့တွန်းထားတာမှာနောက်ကနေ၄လုံးလိုက်တွန်းတာ Southampton မိုက်နော်အဝေးကွင်းကနေပြီးတော့ Southampton နိုင်သွားတယ်ပြီးတော့ sorry ဗျာနော်ဝေပွဲပေါ့ဗျာနော်နော်ဝေပွဲမှာဆိုလို့ရှိရင်လည်း Oxford နဲ့နော်ဝေမှာဆိုလို့ရှိရင်နော်ဝေကဝေးကွင်းကနေ C3 နဲ့နိုင်သွားပြီးဘာမင်ဂန်နဲ့ West Brom ပွဲမှာဆိုလို့ရှိရင်ဒါ C3 ဒီကြတယ်ဘာလို့မြင်ရလဲဆိုလို့ရှိရင်ဒီကန်သွားတဲ့ဒီနှစ်ညမှာဆိုလို့ရှိရင်ပေါ့နော်အကုန်လုံးကအဝေးကွင်းတွေကတုတ်သွားတယ်နော်ဝေးကွင်းတွေတုတ်သွားပြီးတော့ကြေးတွေလည်းအောင်တာမျိုးတွေ့ရတယ်ဘာမင်ဂန်ဆိုလို့ဇီးကြရဲဆိုဘာမင်ဂန်တစ်လုံး90စားပေါက်တာ West Brom နဲ့ဇီးကြသွားဒီနေ့မှာကျွန်တော်စဉ်းစားတာပေါ့နော်ဒီနေ့မှာဒါဒီချာတန်ဒဲကြီးပေါက်တယ်ဒီစတုတ်စီးတီးနဲ့အဆင့်8နဲ့14လာပဲเนาะအောက်ကနေပြီးတော့စတုတ်ကလည်းကြီးလည်းမပေးရတာကိုပါတယ်ဒါပေမဲ့ချာတန်ဝင်းရန်ချာတန်ကစတုတ်ကိုနိုင်ထားတယ်ဗောနော်စုစုပေါင်း3ဘွဲတွေ့ထားတယ်ဒါပေမဲ့စတုတ်ဝင်းရန်တော့စတုတ်ကနိုင်ထားတယ်ဒီအနေထားမှာဖြစ်နေတာတကြောင်မင်းညပွဲတွေအရင်နေ့ပွဲတွေလိုက်ပြီးတော့အရှိရခန္ဓာကတကြောင်ပေါ့ဗျာเนาะကျွန်တော်ဒီနေ့မှာချာတန်ကြိုက်တယ်ဗျာเนาะချာတန်ဒီနေ့အိမ်ဝင်းတပွဲလောက်တော့ဒီတစ်ပတ်မှာပေးလိမ့်မယ်လို့ကျွန်တော်ဖူကီဒီကိုယူဆထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့မှာချာတန်ကြိုက်ပါတယ်ဗျာเนาะကဲကျွန်တော်ပေးတဲ့ပွဲဒီကိုညီကိုတို့အနေနဲ့အကြိုက်တူမှာ like ယူစော်ကားကြပါအကြိုက်မလို့လဲဘက်ကန်ပြီးတော့ချပါဗျာเนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် like and subscribe လေးတွေများများလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်เนาะကဲဒီကိုအားလုံးတောင်းပါပြန်ဆုံးကြပါဗျာ